ဒီနေ့မွန်းတွန်ကနေပြီးတော့ MGL member တွေအတွက်ဆိုပြီးနှစ်တကူလက်ဆောင် diamond တွေပေးထားပါတယ်ဘယ်လောက်ရလဲကြည့်လိုက်မယ်တနေ့လုံးမှာဖန်တီးတဲ့ content ပေါ်မူတည်ပြီးအနည်းများကွာတယ်လို့တော့ပြောတယ်ကျွန်တော်ကတော့2025မှာ animation တိတ်မလို့ဖြစ်တော့ဒီလောက်ပဲရလိုက်ပါတယ် diamond 1300လောက်ဆိုတော့ဝယ်ရင်8000ဝန်းကျင်လောက်တော့ကျမယ်ထင်တယ်လူချင်းနေတဲ့ M7 Plus ဝယ်လိုက်မယ်အခုလိုကျွန်တော်လို animation တွေဖန်တီးပြီး MGM member ရှောက် contact လုပ်ပြီး diamond တွေရအောင်လုပ်ချင်တဲ့သူတွေအနေနဲ့စိတ်ဝင်စားရင်ကျွန်တော် Telegram channel ကို join ထားလို့ရပါတယ် channel link ကိုတော့ profile ထဲဝင်ကြည့်လို့ရပါတယ်